ကျမတို့ဟုတ်ကဲ့ရှင်ကျမတို့အထက်ကတစ်ကျောင်းကကျမတို့ကျောင်းဖွင့်စရသည်မှာကျောင်းသူကျောင်းသားများလိမ့်နိုင်ရန်စီကံချက်21ချက်ကိုကျောင်းသူကျောင်းသား2824ဦးရင်းကိုတယောက်ချင်းကျမတို့ဝင်ငှားခဲ့ပါတယ်ရှင်မနှစ်ကကျောင်းစီကံဖောက်ဖျက်ပြီးတော့မိဘထံကိုအကြိမ်အနံ့ရတဲ့ကျောင်းသားတွေကျောင်းသူတွေကိုဒီနှစ်မှာဝန်ခံကတိနဲ့ကျမတို့ထပ်မံပြီးတော့ကျောင်းအပ်လက်ခံပါတယ်ရှင်အဲ့ဒီဝန်ခံကတိထဲမှာလည်းပဲမနှစ်ကလို့ပြည့်မှုမျိုးမကျူးလွန်အောင်ဒီနှစ်ဆက်လက်ပြီးတော့ကျောင်းကိုမှန်တက်အောင်ဆာမဝဲ၄ချိန်မှန်ဖြည့်အောင်ကျမတို့ပါရှိပါတယ်ဒါအပြင်ရန်ဖြစ်တာအုပ်စုလိုက်ဖွဲ့ပြီးတော့အနေကျင့်တာဒီလိုမျိုးအမှုကိစ္စတွေပေါ်ပေါက်လာလို့ရှိရင်ကျောင်းစီကံအရာကျမတို့ကျောင်းစီကံထိမ့်သိမ်းရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရာကျောင်းထုတ်ပစ်ပါမည်လို့ဝန်ခံကတိမှာပါရှိပါတယ်ဒီလိုပါရှိတဲ့အတိုင်းလေးပဲကျမတို့ကဒီလိုရန်ဖြစ်တဲ့ကလေးတွေကြုံလာရင်ကျမတို့ကဝန်ခံကတိနဲ့အပ်ထားလို့ရှိရင်ကျမတို့ကျောင်းထွက်လက်မှတ်ထုတ်ပေးပါတယ်မိနီလည်းမတားပါဘူးမိသည့်ကျောင်းမဆိုအပ်လို့ရအောင်ကျမတို့ကဆောင်ရွက်ပေးပါတယ်ကြိုတင်အပ်လို့ရအောင်လည်းပဲထောက်ခံစာတွေကိုကျမတို့ဥစွာပေးပါတယ်ဒါကတော့ကျမတို့ကျောင်းရဲ့စီကံချက်ရှေ့လာမယ့်နှစ်တည်လည်းပဲဒီစီကံအတိုင်းကျောင်းသူကျောင်းသားတွေကိုကျမတို့ကထိမ့်သိမ်းပြီးတော့ပညာအေးချမ်းစွာပညာသင်နိုင်အောင်ကျမတို့ကကြိုးပမ်းသွားမှာဖြစ်ပါတယ်ကလေးတွေရဲ့သဘင်ကအစဝတ်စားစီရင်ပုံကအစုံစီးတဲ့ဖက်နှက်ကအစကျမတို့ကျောင်းကသူများကျောင်းနဲ့မတူပါဘူးနည်းနည်းတော့စီကံပို့ကြီးပါတယ်သဘင်ပုံစံဆိုရင်ကျမတို့အထက်ကတရဲ့ပုံစံလေးပြီးမှကျမတို့ကလက်ခံပါတယ်ဒါလေးတွေကတော့ကျမတို့ကျောင်းမှာဆရာမလည်းအတူတူကျောင်းသူကျောင်းသားလည်းအတူတူစီကံတွေကတော့ကြီးပါတယ်စီကံတွေကတော့ရှိပါတယ်ဒါကြောင့်မလို့အခုကျမတို့ကျောင်းမှာရှိတဲ့ဆရာမတွေဆိုရင်လည်းမနေ့ဒျူတီကြလို့ရှိရင်9:15ကလေးကရောက်ပြီးတော့ညနေ4နာရီမှသူတို့ပြန်ရပါတယ်ဒီစီကံတွေတိုင်းကျမတို့ကတော့ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်အကယ်၍ဒီသူမီဒီယာထဲမှာတစ်ချက်ပြောဖို့ကြံခဲ့တာကဒီစီကံတွေကြောင့်မလို့ဆရာမတယောက်ပညာရေးဌာနကနေထွက်သွားချင်လောက်ရှိနေတယ်လို့သူကတော့ပြောတယ်ဒါကတော့ရှိကောင်းရင်လည်းရှိမယ်မရှိကောင်းရင်လည်းမရှိဘူးပေါ့နော်ဒါကတော့လူအမျိုးမျိုးစိတ်အထွေထွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျောင်းကစီကံလိမ့်နာနေတဲ့ဆရာမတယောက်တာဝန်ကျေပွန်စွာဆောင်ရွက်နေတဲ့ဆရာမတယောက်အနေနဲ့ကတော့ဒီကိစ္စဟာထွက်သွားဖို့မရှိပါဘူးရှင်အကယ်၍ကျမတို့စီကံနေနဲ့ညှိပြီးတော့မဆောင်ရွက်နိုင်ဘူးမိဘတွေနဲ့ပြဿနာအကျဉ်းခါဖြစ်နေတဲ့ဆရာမဆိုလို့ရှိရင်တော့ဒီကျောင်းကပညာရေးဌာနကနေထွက်သွားခြင်းနေဆိုတာရှိကောင်းရှိပါလိမ့်မယ်ရှင်ကျမတို့အနေနဲ့ကတော့မရှိဘူးလို့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီမှာရှိတဲ့ဆရာမတွေကတာဝန်တကယ်ကျေပွန်ပြီးတော့စီကံလိမ့်နာတဲ့ဆရာမတွေရှိလို့ပါရှင်ဒါလေးကိုတော့ကျမပြောကြားလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်